အားလုံးဒီမင်းသားရဲ့ရှေ့ကနေထွက်သွားကြအဲ့ဒီအတန်ကြားတာနဲ့အဲ့ဒီလူတွေအကုန်လုံးပြေးထွက်သွားကြတယ်ပိုးမင်းသားရဲ့ဩဇာကအခုထိကျန်နေသေးတာပဲကျမကပိုးမင်းသားကိုထပ်ပြီးပွေ့ချလိုက်တယ်ဒါပေမဲ့ဒီနေရာမှာတော့ဆက်နေလို့မရတော့ဘူးသွားကြရအောင်ပိုးမင်းသားကရုတ်တရက်ဆွေ့ခွာပြန်သွားလို့អော်တယ်ကျမကအမြန်ပြောလိုက်တယ်မင်းသားအတန်မကျဲပါနဲ့သူတို့ကြားသွားလိမ့်မယ်ပိုးမင်းသားကတော့အရန်ဒေါသထွက်နေတဲ့ပုံပဲကျမကသူ့ခံစားချက်ကိုနားလေတယ်ကို့အဖေနဲ့ကို့အကိုကကို့ကိုလိုက်တက်ခိုင်းတာဆိုတော့ဘယ်သူမဆိုစိတ်မကောင်းဖြစ်မှာပဲဒါပေမဲ့သူအတန်ရမ်းကျဲနေတော့ကျမကသူ့ကောင်းကိုအသာတစ်ချက်ရိုက်လိုက်ပြီးမေးလဲသွားအောင်လှုပ်လိုက်တယ်အဲ့ဒီညမှာကျမကကိုမင်းသားကိုပွေထားပြီးငွေစားအဖေကိုလည်းခေါ်ကတညလုံးမိုင်80လောက်ပြေးခဲ့တယ်နောက်ဆုံးတော့တောင်နဲ့ထဲကဂူဟောင်းတစ်ခုမှာသွားပုံးနေလိုက်ကြတယ်ကျမကကိုမင်းသားရဲ့ခေါင်းကိုစောင်းအောက်ကနေဆွဲထုတ်လိုက်တော့သူ့မျက်နှာကဒေါသကြောင့်စိမ့်ညိုနေတယ်ကျမကသူ့ပခုံးကိုအသာပုတ်ပြီးနှစ်သိမ့်လိုက်တယ်မင်းသားစိတ်ချပါကျမဆွေ့ဟွာရှိနေသေး၍ဘသူမှမင်းသားကိုအနည်းရဲ့မပေးနိုင်ပါဘူးကိုမင်းသားကတက်ပြင်းချရင်စိတ်ပြက်တဲ့မျက်နှာနဲ့ပြောလိုက်တယ်ဆွေ့ဟွာဒီ6နာရီလုံးမှာမင်းတခါမှမစင်စားမိဘူးလားအခုနောက်ကလူတွေကလိုက်ဖမ်းတဲ့သူတွေမဟုတ်ပဲဒီမင်းသားကိုကာကွယ်ဖို့ရောက်လာတဲ့သူတွေဖြစ်နိုင်တယ်ဆိုတာကိုအဲ့ဒီအချိန်မှပဲကျမသိလိုက်ရတယ်အခုနောက်ကလူတွေကလိုက်ဖမ်းသူတွေမဟုတ်ပဲပိုးမင်းသားကိုလှုပ်ဝက်ကာကွယ်နေတဲ့ကိုရန်တော်တွေဖြစ်နေခဲ့တာပါကျမကအတန်တိုးတိုးနဲ့ရေရွတ်လိုက်တယ်မင်းသားမပြောရင်ကျမကဘလို့လုပ်သိမှာလဲပိုးမင်းသားကချက်ချင်းပြန်ပြောတယ်ဒီမင်းသားမပြောတာလားဒါမှမဟုတ်မင်းကဒီမင်းသားကိုမေ့အောင်ရိုက်လိုက်လို့ပြောဖို့အခွင့်အရေးတောင်မရတာလားသူပြောတာကကျမသူ့ကိုမေ့လဲအောင်ရိုက်လိုက်တဲ့ကိစ္စကိုဆိုလိုတာပဲပိုးမင်းသားကတကယ်ကိုဒေါသထွက်နေတယ်ကျမလည်းအချိန်တော်ကြာအောင်ချော့မော့ပြီးမှသူ့ဒေါသနည်းနည်းပြေသွားတယ်ပြီးတော့ကျမကတိရွက်တွေသွားရှာပြီးမင်းသားအတွက်အဝေးရက်လုပ်ပေးမယ်လို့ထွက်သွားတယ်ပြန်လာတဲ့အချိန်မှာတော့ပိုးမင်းသားကမွေးစားအဖေရဲ့ဂွမ်းရင်ကြီးကိုဝစ်ထားပြီးသားဖြစ်နေတယ်ကျမကအံ့ဩသွားပြီးမင်းသားဒါဘလို့ဖြစ်တာလဲပိုးမင်းသားကပြောတယ်မင်းရဲ့မွေးစားအဖေကသူ့ဘာသာအတင်းချုပ်ပေးပြီးဒီမင်းသားကိုဝတ်ခိုင်းတာကျမကဝမ်းသာပြီးအဖေကတကယ်သဘောကောင်းတာပဲပိုးမင်းသားကလည်းပြုံးပြီးဟုတ်တယ်မင်းအဖေကအမြဲတမ်းလူကောင်းပဲကျမတို့တောင်ကူထဲမှာနေတဝက်လောက်ပုံနေပြီးတဲ့နောက်ပိုးမင်းသားရဲ့ကိုရန်တော်တွေကျမတို့ကိုရှာတွေ့သွားတယ်သူတို့ကအဝတ်စားအသစ်တွေနဲ့လက်နွေးအိုးဟန်ဒဝုန်းမယူလာပေးတယ်ကျမကအရန်ပျော်သွားပြီးအဲ့ဒီပစ္စည်းတွေကိုအမြန်ယူကကိုမင်းသားကိုဝတ်ဆင်ပေးလိုက်တယ်ပြီးတော့ကျမကဂူဝမှာရက်ပြီးမင်းသားအတွက်အဆောင်ဆောင်ပေးနေတယ်မင်းသားကျမဘာများကူညီပေးရအောင်မလဲပိုးမင်းသားကကျမကိုကြည့်ပြီးဆွေ့ခွာဒီမင်းသားတကယ်သတိထားနေရတဲ့သူကမင်းမဲဆိုတာမင်းတွေးဘူးလားကျမကအရန်အံ့ဩပြီးနားမလည်နိုင်ပဲကျမကိုဘာလို့သတိထားရမှာလဲကျမကမင်းသားကိုဘယ်တော့မှထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူးမွေးစားအဖေကနှာချေလိုက်တယ်ပြီးတော့မေးတယ်ကျွန်တော်တို့ဘယ်တော့ပြန်ကြမှာလဲအိမ်ကထွက်လာတော့ကကျွန်တော်ရဲ့ကြေးပြား3ပြားတောင်မြေကြီးပေါ့ကြကြံခဲ့တယ်တကားလည်းမပိတ်ခဲ့ရဘူးဒီလိုထားခဲ့တာမလုံခြုံဘူးလို့ထင်နေတယ်ပိုးမင်းသားကခေါင်းခါပြီးမွေးစားအဖေရဲ့အကြံကိုညှင်းလိုက်တယ်စုမိသားစုရွာကိုအခုပြန်သွားလို့မရတော့ဘူးကျမနဲ့မွေးစားအဖေကတယောက်နဲ့တယောက်ကြည့်လိုက်ကြတယ်မွေးစားအဖေကကိုမင်းသားကိုထပ်မေးတယ်မြို့တော်မှာဧကရစ်နာမကျန်းဖြစ်နေတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်မင်းသားတကယ်ပဲနန်းတော်ကိုပြန်မသွားချင်ဘူးလားဒီလိုပဲတစ်သက်လုံးပုံနေရင်ဘယ်တော့မှအဆုံးသတ်မှာလဲပိုးမင်းသားကမွေးစားအဖေကိုတစ်ချက်ကြည့်ပြီးသခင်စုသေချာစဉ်းစားပါအခုပြန်သွားရင်ယာရုတိုးဖို့နေနေတာခမည်းရဲ့ခေါင်းတော်မကြံနိုင်ဘူးမွေးစားအဖေကနှုတ်ခမ်းလှုပ်သွားပေမဲ့ဘာမှမပြောတော့ပဲလက်ပိုက်ပြီးကူဝမှာသွားထိုင်နေလိုက်တယ်ကျမကတက်ပြင်းချမိတယ်ပိုးမင်းသားကိုတကယ်တနာမိတယ်ကို့အိမ်ရှိပေမဲ့ပြန်မသွားနိုင်ဘူးကို့ဖေကိုယ်တိုင်ရဲ့အထင်လွဲမှုကိုလည်းခံနေရတယ်အခုလက်ရှိဧကရစ်မှာသားတော်အများကြီးရှိတယ်လို့ကြားဘူးတယ်ဒါပေမဲ့